Hello အားလုံးမင်္ဂလာပါရှင်နင်းအိမ်ရဒီ channel ကနေကြိုဆိုလိုက်ပါတယ်ထူးဆန်းတဲ့ကဘာကြီးမှာနေတဲ့ကောင်မလေးနှစ်ယောက်အကြောင်းတင်ဆက်ပေးမှာဖြစ်ပါတယ်ဒါပေမဲ့ညဘက်ကြီးမှာပေါ့နော်သူတို့နိုးခတ်ပါတဲ့အတန်တစ်ခုခုကြားခဲ့လို့ပါဟဲ့တင်ခင်ဟောညီမလေးထားတော့ခဏထားအောင်ဟုတ်ကဲ့မဘာလေးလို့ဘာလားမဟဲ့ကြားလိုက်တာခုနအော်တန်လေးကြားလိုက်တယ်လေကြားလိုက်ခုနအော်လေးကြားဟိုဘတူတန်လည်းမသိဘူးဟုတ်နော်အနေများမယ်ထင်နဲ့အပြင်မထွက်တာကောင်းတယ်နော်နေရရတယ်ပြီးတော့ငါနေရင်ကာရကောင်းမှထင်တယ်နော်အပြင်ကလည်းမောင်မဲနေဆိုငါလည်းကြောက်တယ်ဟာငါနေရင်ကားလိုက်မယ်ငါလည်းမဖြစ်တော့ဘူးထင်လို့ဟာငါလည်းနေရင်မကားလိုက်တာအခုလောလောဆယ်တော့ငါနေရင်ကားလိုက်ပြီအေးလာအဲ့ငါတို့ပြန်အိတ်ကြမှာဟုတ်ကဲ့အေးရောမလားအိတ်တော့နော်အိတ်တော့အပေါ်ထက်လေးပါလေးမမသွားကြည့်အောင်မယ်ဘာမှရှိနေမလဲလို့နှက်လိုက်မယ်လိုက်ခဲ့ပေါ်ထက်မှာပဲအိမ်ကောင်းမှမသိအပေါ်ထက်မှာလည်းပူကြောက်စရာကောင်းတယ်နော်ဟဲ့ဟိုလူကြီးရှောက်နေဒီချိန်ပြင်ထွက်လို့မရတဲ့ဟာဟဲ့ငါညီမလေးဘေးပြောက်သွားရောဒီမှာဒီချိန်ပြင်ထွက်လို့မရတဲ့ဟာတခြားသူရပြင်ထွက်ပြီးနေဟာမမတော့ကြောက်လာရေညီမလေးမကြောက်လားကြောက်တယ်အဲ့ဆိုဒီခန်းထဲမှာပဲဟိုနေရိုင်းကာပြီးတော့အိတ်လိုက်မယ်လေဟုတ်ကဲ့မအိတ်တာပိုကောင်းမလားမကြည့်ပါဘူးညီမလေးရယ်ဟုတ်ကဲ့ကိုမိသားလေးပဲထိုင်စီမမရဲ့မင်းမုံလေးတော့မနော်မုံလေးနေပါဦးညီမလေးရယ်ကြွားကြီးလို့သေးရယ်နန်းသမီးရင်းလာတယ်ဟိုတမရပြီမမပိတ်လိုက်ထီနာလေးဟိုနေရန်လေးနဲ့ကာထားလိုက်ဒီလားဘာလို့လဲဆိုတော့ကြောက်စရာရမ်းကောင်းတယ်ရှာလာမသိโอเคပြင်ကြည့်လာအောင်ဒါဆိုရလာပြီခင်ဗျာအေးလေဒီလောက်ဆိုရင်တော့တော်လေးရလာမယ်ဒီမှာလေးဒီမှာဒီလိုကြည့်လာအောင်ဟိုတဝက်ပဲကာတယ်မဖြစ်ဘူးတဝက်ပဲကာပူတော့အနေများသေးရဲ့ငါ့ကိုကြောက်တယ်ဆိုပြီးတော့လေတရေတွေကဘလို့စမမဒီနေရင်ဟိုဖြတ်ပြီးတော့မမဒီမှာနောက်တစ်ခုတက်လိုက်မယ်တခြားဟာလေခုဆိုရင်တော့ရလောက်ပြီးချင်တယ်ဒီဘက်ကိုကြည့်လိုက်အောင်ဒီလောက်ကတော့ဘာမှဖြစ်တော့ပါဘူးနော်ဟုတ်ကဲ့မိုးလေးမိုးမလင်းသေးဘူးဘာလို့ရှောက်ပြုံးနေတာတော့ညီမလေးရဲ့အေးဒီလိုကာလိုက်ပြီဘာမှဖြစ်တော့ပါဘူးလေထော်လေးလည်းပိတ်ထားရဆိုတော့ဟုတ်ကဲ့မဝင်ဒီဘက်ကလင်းနေမှာဟာလားမမလည်းမသိတော့ဘူးလေညီမလေးအဲ့ဆိုမမတို့မအိတ်နဲ့တော့လေမမတို့ PC ပဲစော့နေမလား PC ဟုတ်ကဲ့ PC ပဲစော့မမတို့မှာခဏကြည့်လိုက်အောင်မနော်မမလေး TV ကြည့်ချင်ကြည့်လေအဆင်ပြေလားအဆင်ပြေမအဲ့ဆိုမမဒီမှာမုတ်ချန်တိုင်းပုံလေးမမခြိုင်စားလာအောင်မယ်ဟုတ်ကဲ့မုံလေးကတော့ကောင်းမဲ့ပုံပါပဲစားလိုက်ပါဦးမယ်ညီမလေးကိုစားအောင်မလားစားမလားစားမယ်မမကြလေးပြောပါဟဲ့နင်းတန်ရလေရောစားကောင်းလားတော်လိုက်ခဲ့အေးကောင်းတယ်နော်ညီမလေးမမတို့ထားတာအဲ့မိခဏအိတ်လာနော်ဟောအိတ်မို့လားကောင်းကောင်းစားပါဦးညီမလေးမူးလာလို့ဒီอ๋อအဲ့ဆိုရင်လည်းသွားအိပ်ပါလားညီမလေးရဲ့မမလေးအိပ်တော့ဘူးအေးတိကျအဲ့မမအိပ်ကြမယ်မမလည်းအိပ်ချင်တယ်ဆိုတော့လေခဏနေမမဖုန်းလေးကြည့်အောင်နော်အနေဆိုဒီမှာအိမ်မှာဟုတ်တယ်လေရေပဲပြေလို့အောင်
အိတ်နေကြပါရဲ့ခဏနေတော့အချက်ကျဲခဏနေတော့အချက်ကျဲတဲ့အတိုင်းကြားလာပါတယ်ဒုံဆိုရ အဖေအိမ်နော် မလေးကြားလိုက်လားဘုံချစ်ရတာမသိအကျော်ရွံ့တော့ဒုံဆိုအော်ငါတော့ကြောက်လာညီမလေးငါတို့အင်ကြီးလဲထားနေမလား ဘုံ sorry နော်ကြားလိုက်လားဘုံနဲ့ဘုံဟဲကြောက်တယ်ဟာကြားလိုက်လား ခဏရေးရတာဘုံ အခါနေပါဝါကြီးဟေး sorry ပါရှင်အဲ့အဆောင်ငါတို့ပစ္စည်းအင်ကြီးတွေတိကျအင်ကြီးတွေဝတ်ပြီးတော့ငါတို့ဗာလဲ မင်းစမင်းစီးမယ် ငေါနေရာစီးရမှာပေါ့ငါတို့အင်ကြီးရင်ဆုံးဝတ်ထားပြီးတော့လေတလားတခြားနေ့ကပြောင်းလို့ရအောင်ငါတို့ရင်ဆုံးလုပ်ထားနေမယ်လေ ရလားဆင်ပြေလား မလည်းမြင်စပင်းရှိရမြင်စပင်းတော့ပြရ ဩမမတကယ်တမ်းသပင်းထက်ရှိတကယ်ရှိတယ်ပြမယ်မမဒီဇိုင်းလေးကောက်ထားလို့ပြမယ်နော်ခဏနော်ဒီမှာမတွေ့လား မပါမလို့ ညီမလည်းမလုပ်ဘူးလား လုံးမ မမစပင်းစီးအောင်မှာညီကလည်းအဲ့လောက်ပဲစီးပေါ့ဟဲ့ဟာလာဦးအဲ့ဝစားနဲ့ပဲသွားမှာလား ပြောင်းမှာပေါ့အမလည်းမနဲ့ရောက်ဘူး အားဝင်မလားโอเค အမညီမ အမညီမမဟုတ်ပါဘူးဗာဒီလျှောက်ပြောနေညီမပဲဟဲ့ငါတို့အထုပ်တွေရင်ဆုံးယူလာအောင်မယ်ထုတ်ယူလာအောင်မယ်မမထုတ်မမဟိုတနေ့ရ အ လေ င်ကြီးရစင်တူလေးပဲရှိရနော် အေးဟုတ်တယ်ဟာငါတို့မှလည်းအင်ဂျီအစင်တူပဲရှိတယ်ဒီမှာနောက်တစ်ခုယူလာအောင်မယ်နောက်တစ်ခုကငါမရဲ့ပစံအိတ်အိုးဗာဒီချက်ပြစ်ကုန်မယ်ဒီမှာဒါလည်းမကြိုက်တယ်မမလည်းလေးတက်လိုက်ဟိုကလေးရွေးနေရလည်းပဲကြားဒီအိပ်ပဲယူလိုက်တော့မယ်ညီမလေးညီမလေးရောမယူလား မင်းလည်း ရှူစင်ပြေလား ဆုံးရ ဟာအဆမမတို့အပြင်းမြင်ထွက်တော့မအောင်မနေ့ရောက်မှထွက်မလားခုတရှင်းထွက်မလားမနေ့မှထွက်တာကောင်းမယ်နော်မနေ့မှထွက်တာကောင်းတယ်လေမမတို့ဓာတ်ကလာခဏဆောင်ရမနေ့ကခဏလေးနဲ့ရောက်သွားတယ်ဟဲ့မနေ့က9 နာရီထိုးသွားမြင်းနေနော် ဟုတ်တယ်အမ အဲ့ဆိုငါတို့လောလောဆယ်ဒီနေ့ရနေဖဲလာအောင် ညီမလေးစနေမယ်နော် အေးဆောင်းဒီမလေးရပြီလားတော့ချက်မယ်အပြင်ထွက်မယ် ကတ်မယ် ဟိုဒီကနေရင်ရဘာဖြစ်တာ ပြည့်စင်ပါရေးသွားကုန်မယ်နော် အော်နေရလေခုဖြစ်နေတဲ့ကိစ္စတော့မှအာ ရှိတော့ဘယ်ကော အေးဆိုထားလိုက်တော့ငါတို့ရေဆုံးငါတို့အိမ်တက်ကိုသွားကြမယ်လောဆယ်ကျမအိုင်ဂျီလေးနဲ့ပြင်သွားပါမယ်အိုင်ဂျီလေးနဲ့ကျမတို့အိမ်တက်သွားပါမယ်โอ้ไม่รู้ညီမလေးလာအဲ့တော့အဲ့ညတော့ကြမယ်ဟိုညီမလေးပါပြီโอเคတော့မင်းအဲ့ညတော့ကျမသိချာမသိဘူးပေါ့နော်ကျမသိချာမကြည့်လိုက်ရပါဘူးဟိုကားလေအော်တမီပြီ မဒီမလေး အော်ငါလေး 你一千年班，ကိုကြားပါမိုင်းပါတော့ ကဲကဲ 拿不拿不。 ကြောက်လေ အဲ့ရလောလောဆယ်ပဲနားမှာလဲအဲ့လိုက်ရှာရအောင်မ 唱来口。 လောလောဆယ်တော့မမတို့မုံရင်စားကြမယ်လေမမတို့မုံလည်းမစားသေးသိပြီရသလား ဘုံဖိုင်း
ပေါ်ရင်းဆောင်ရင်မမကိမုံဆိုင်မှာတော့စားမယ်မလည်းမပါဘူး လာကြည့်ရ ကိမုံဆိုင်မှာတော့စားကြမယ်မလို့ဆိုတော့လေကိမုံဆိုင်မှာပဲစားကောင်းတယ်နော်အင်းတစ်ကလည်းတိတ်ပြီးမမိုက်ဘူးတဲ့ပြောတာပဲယုံမအောင်မမလည်းလာကိမုံဆိုင်သွားမယ် မမခုံမတော့လိုက်ကြမယ် ရှိမှာကိုလုံး လာလိမမလေးပြန်နေရပါ ဒီတော့ဒီချက်ဝင်လာကြတာဘယ်မှာနေကြမှာလဲပြောကိုယ့်ရကိုသားလို့ရပြီလို့ အားလုံးကြည့်ရှုပေးရတဲ့အတွက်အားလုံးတက်တာ like subscribe လေးလည်းလုပ်ပေးကြပါဦးဒါကတော့ဒီလောက်ပဲပေါ့နော်တတာ